အားလုံးပဲမင်္ဂလာပါခင်ဗျာ channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့အောက်လန်ဘိုးထင်နဲ့လူသားစားရွာဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးခြင်းပါတယ်ခင်ဗျာမောင်ဘိုးထင်တို့သည်သူတို့လဲထားခဲ့သည့်တဖန်ဘိုးရွာအဝင်ရှိမိတ္တဟုအမည်ရသောသူ၏အိမ်သို့ပြန်ရောက်နေပြီဖြစ်ပါတယ်အိမ်ပြန်ရောက်ချိန်တွင်တော့တာရ၏နွားနှကောင်အားစကြင်းနဲ့ပြောင်းရွှေ့ပေးထားပြီးရင်းနှင့်အစာများကိုကျွေးမွေးပေးထားပါတယ်လဲဘော်တွင်လည်းရွာမှဆန့်များစီများကိုလဲဘော်တင်ပေးထားပါတယ်ထို့နောက်လူကြီးတစ်ယောက်သည်သူတို့အနာလာကဧည့်သည်တွေဒီမှာဧည့်သည်တို့ရွာကနေလိန်သွားတဲ့ငွေသား200ပါဟုတ်ကဲ့ဖိုးတွေသည်တပန်းမိုးရွာသားကြီးပြီးတော့ငွေသားကိုယူလိုက်ပြီးလွှဲထဲကိုထည့်လိုက်ပါတယ်ထို့နောက်နွားလဲကိုကောက်ပြီးတော့တပန်းမိုးရွာကိုချမ်းရင်ကလဲကိုမောင်းထွက်လိုက်ကြပါတော့တယ်မောင်ဘိုးထင်တို့သည်နေတင်းဝင်အိတ်ဖြစ်15အိမ်နှင့်စီသုံးပုံကိုတဲဆောင်ကတပန်းမိုးရွာမှထွက်ခဲ့ကြပါတယ်တာရ၏နွားနှကောင်သည်ပေပင်ရွာမှအတန်းမဆုံးအကောင်းဆုံးနွားစင်းဝင်ဖြစ်၍မောင်ဘိုးထင်တို့လိုက်ပါစင်းနေသောလဲအားကောင်းမွန်စွာတဲပိုးနိုင်လေပါတယ်ဤသို့ဖြင့်သူတို့ဝင်လာစဉ်ကတွေ့ကြရသောတင်ချိုင်းကိုကြော်ဖြတ်လာပြီးဖြစ်ပါတယ်တင်ချိုင်းကိုကြော်သောအခါလဲအားနောက်ပြန်စင်းနေသောပေတုနှင့်တာအေးတို့၏အတန်းများကပေါ်လာပါတယ်ဟိုးမမောင်ဘိုးထင်သည်အထစ်ထစ်ငုံငုံနှင့်ကြံခဲ့သောတပန်းမိုးရွာကိုလက်ညှိုးထိုးပြနေသောပေတုနှင့်တာအေးကိုခိတ္တကြည့်လိုက်ကသူတို့လက်ညှိုးညွှန်ပြရာနေရာသို့ကြည့်လိုက်မိပါတယ်တပန်းမိုးရွာ၏တင်ချိုင်းသည်မြူမုံများကြားတွင်ပျောက်ကွယ်နေပြီးသူတို့လာခဲ့သောလမ်းလေးတွင်တော့အတောင်20လောက်ကိုမြင်မာသောနာယုတ်ထုကြီးကိုထီထီကြီးရှိနေသောကြောင့်ပင်ဖြစ်ပါသည်။မောင်ဘိုးထင်တို့အားလုံးအံ့ဩနေကြကထိုနက်ယုတ်ကြီးကိုငေးကြည့်နေမိပါသည်။သူတို့နောက်ပြန်လက်ကြည့်နေပေမဲ့လဲလေးအားဆွဲနေသောနွားနှကောင်သည်ကမရက်မနာသွားမြဲသွားနေရာဂျုံမြောင်များတဲ့သို့လဲလေးဝင်သွားသောအခါထိုနက်ယုတ်ကြီးသည်လည်းသူတို့၏မြင်ကွင်းမှပျောက်ကွယ်လိုသွားပါလေတော့သည်။မောင်ဘိုးထင်တို့သည်လဲလေးနှင့်တန်းလာရာလမ်းခုလာအရောက်တွင်နွားနှင့်လူတို့ခိတ္တနားရန်လဲကိုအရိတ်ကောင်းသောအပင်ကြီးအောက်တွင်ရပ်လိုက်ပါတယ်။သူတို့ရက်လိုက်သောအပင်ကြီးမှာဖျောက်ဆုပ်ပင်ကြီးဖြစ်ပြီးတော့အနာတွင်ဂျုံမြောင်လေးရှိ၍စိတ်ဆန်းရည်လေးများစီးဆင်းနေလေပါတယ်။ထို့နောက်နွားများကိုဖြုတ်လို့ဖိုးထွေးနှင့်သားရသည်နွားတစ်ယောက်စီဆွဲကစိတ်ဆန်းရည်များကိုလိုက်တိုက်ကြပါတယ်။ထို့နောက်သူတို့သည်လည်းကိုလက်တန့်ဆင်လိုက်ပြီးတော့နွားများကိုရေချိုးပေးလိုက်ကြခါမျက်ကောင်ရှိသောနေရာတွင်သားရမှသူ၏နွားနှကောင်အားလွတ်ထားလိုက်လေပါတယ်။သားရသည်နွားများကိုမလန့်မဲလွတ်ကြောင်နေသောကြောင့်ဖိုးထွေးမှသဘောမကျဟန်တဲ့စကားဆိုလိုက်ပါတယ်။သားရနွားတွေကိုလွတ်ကြောင်လို့ဖြစ်ပါမလား။ငါနွားတွေကလိမ့်မာပါတယ်ကွာဘာပြဿနာမှမရှိပါဘူးပြီးရောဟိုကောင်လေးဒီကိုသွားပြီးတော့ထမင်းချက်ဖို့သွားပြောရအောင်မေးဒီကောင်လေးအခွင့်ရရရင်အိတ်ဖို့ပဲချောင်းနေကြတာထားလိုက်ပါကွာဒီကောင်လေးကခလေးတသားပဲရှိသေးတာငါတို့ပဲအဆက်ဆက်ရလှုပ်ပေးရမှာပြီးတော့ဒီကောင်လေးကိုဟင်းစားတော့ရှာခိုင်းရမယ်အဲ့ဒါမပိုးနဲ့အဲ့ဒီကောင်လေးကဒါပဲချောင်းနေတာဖိုးထွေးနဲ့သားရသည်နွားလိုက်ကောင်ကိုထားရခဲ့ကလဲကိုပြန်လာလိုက်ပါတယ်လဲနာရောက်ချိန်မှာတော့သူတို့မြင်လိုက်ရသည်ကမောင်ဘိုးတင်လိုတော့ရောက်သည်လဲပေါ်ရှိစဲအိမ်များပေါ်တွင်အိပ်ပျော်နေကြပါတယ်။သူကဖိုးတွေသည်တာရအားမောင်ဘိုးတင်တို့ကိုမျက်ချပစ်ပြလိုက်ကကဲငါပြောတာယုံပြီးမဟုတ်လားဒီကောင်လေးကအိပ်ဖို့ချောင်းနေတာပါဆိုဒီကောင်လေးဒါတော့လွန်သွားပြီအသွားတော့ကလည်းအိပ်အပြန်ကြတော့လည်းအိပ်နဲ့လာကွာသွားလို့ရအောင်မထူးပါဘူးအဲ့ဒီကောင်လေးထမင်းပဲချက်ခိုင်ကွာငါတို့နှစ်ယောက်ကနွားသွားကြောင်းပဲဆိုပြီးတော့အိပ်ကြရအောင်အကျိုးပြောင်းသောသားရအားဖိုးထွေးတေချာကြည့်လိုက်မိပါတယ်။ခုနကမှကလေးတသားပဲရှိသေးသည်ဟုသူပဲပြောပြီးယခုတော့မောင်ဘိုးတင်တို့ရုပ်တွေကိုမြင်နေနေအချိုးကပြောင်းသွားသည်ကိုအံ့ဩနေခြင်းဖြစ်ပါတယ်။ထို့နောက်သူတို့နှစ်ယောက်သည်မောင်ဘိုးတင်တို့၃ယောက်အားနိုးလိုက်ပြီးတော့ဟေ့ကောင်လေးထငါတို့နွားသွားကြောင်းမလို့မင်းတို့တွေထမင်းဟင်းချက်တာအကုန်ပြီးတော့ထမင်းစားကနေဟောဟိုနာကယုံမင်းသားကိုလာခေါ်အေးပါဗျာသွားမောင်ဘိုးတင်တို့သည်အိယာမှနိုးလာပြီးတော့ဖိုးထွေးနှင့်သားရတို့ကိုနွားသွားကြောင်းစီလိုက်ပါတယ်။ထို့နောက်မောင်ဘိုးတင်နှင့်ပေကျူးတို့တောထဲဝင်ပြီးတော့ဟင်းသားရှာမိဖြစ်ပြီးတော့တာရီသည်ထမင်းချက်ရမည်ဖြစ်ပါတယ်။တာဝန်ကိုစီလည်းခွဲပေးပြီးဖြစ်၍မောင်ဘိုးတင်နှင့်ပေကျူးသည်လွဲအိကိုကိုစီလွယ်၍တောထဲသို့ဝင်သွားပါလေတော့တယ်။မောင်ဘိုးတင်နှင့်ပေကျူးသည်ငှက်နှကောင်နှင့်တခြားဟင်းသင်းဟင်းရွက်များခူးပြီးပြန်လာလေပါတယ်။ကင်မွန်ဂျင်ပင်ကိုတွေ့ရများစွာဝမ်းသာသွားပြီးတော့ကင်မွန်ဂျင်ရွက်များမှခူးလာကြပါတယ်။ထို့နောက်လဲစခန်းချရာနားသို့ပြန်လာလိုက်ကြပါတယ်။သူတို့ပြန်ရောက်တော့အခါတာရီသည်ထမင်းအိုချက်ပြီးဖြစ်၍ထို့နောက်တယောက်တလဲပြီးဟင်းချက်လိုက်ရာကင်မွန်းကျင်ချီရင်ဟင်းနှင့်ငှက်ကြောအားသူတို့ယူလာသောငရုတ်သီးကြောက်ကလေးများနှင့်ဆက်ဆက်လေးချက်ထားကြပါတယ်။အလုံးအားလုံးလည်းပြီးစီပြီမို့မောင်ဘိုးတင်နှင့်ပေကျူသည်ဖိုးထွေးနှင့်သားရရှိသောယုံမင်းသားသို့သွားလိုက်ကြပါတယ်။ထို့နောက်ယုံမင်းချင်းနှင့်အိတ်နေသောသားရနှင့်ဖိုးထွေးအားနိုးလိုက်ကြပါတယ်။ကိုဖိုးထွေးကိုသားရထတော့ထမင်းစားလို့ရပြီဗျာ။အော်အေးဟေ့လူတွေခမများတို့နွားတွေရောဟေးဟုတ်ပါ
ငါနွားတွေဘဲရောက်သွားတာလဲဟာဖိုးထွေးနှင့်သားရသည်လူလေးထက်ကမောင်မိုးတင်တို့ပြောမှပြပြတယ်လေနေသူတို့လွတ်ထားသောနွားနိုင်ကောင်ကလိုက်ရှာလေပါတယ်အတန်းကြားရှာတော့လဲနွား၏အရေးချီသည်ကမတွေ့ရပေထို့နောက်မောင်မိုးတင်သည်သားရနှင့်ဖိုးထွေးအားပြစ်တင်စကားဆိုလေပါတယ်နွားเจ้าမဲ့ပြောပြီးတော့အိတ်နေတယ်ဗျာအခုတော့ကျုပ်တို့ဘလို့လုပ်မလဲဘိုက်ကလည်းစနေပြီစိတ်လျှော့ပါဘိုးတင်ရပျောက်တာကငါနွားပါကွာငါစိတ်ပူကိုလည်းထားပါအောင်နွားမတွေ့ရင်ပြဿနာကကြီးရဲ့ဗျာအဲ့ဒါကြောင့်ပြောနေတာခမည်းနွားမတော့သိပါတယ်တွေ့မှာပါကွာမထူးတော့ဘူးထမင်းရင်စရအောင်ဒူးတွေလည်းခွေးနေပြီအေးဟုတ်တယ်ဟေ့ကောင်ဘိုးတင်နဲ့ပေတူထမင်းရင်သွားစားကြရအောင်ကွာခမည်းတို့သဘောပဲလာသွားကြရအောင်ထို့နောက်မောင်ဘိုးတင်သည်နွားပြောက်လို့ရှာနေသည်ကိုခဏရကလဲအနာသို့ပြန်လာလိုက်ကြပါရယ်လဲသို့ရောက်တော့ကထမင်းကိုအိမ်မက်များတဲ့သို့ခူးကထည့်ရတော့တာအိသည်မောင်ဘိုးတင်တို့အပြစ်တင်စကားစီး၍ဆိုလိုက်ပါရင်ထမင်းစားဖို့သွားခေါ်ပါဆိုဘော်ရီကြောင့်အဲ့လောက်ကြာနေရတာလေဟေ့ကောင်ရအပြစ်ပြောဝဲတွေးမနေနဲ့နွားပြောက်လို့ရှာနေရသေးတာဟာဒူးတွေလည်းခြောက်နေပြီထမင်းစားမယ်မျက်နှာမသားမယာဖြစ်နေသောမောင်ဘိုးတင်တို့ဟာတာအိသည်နောက်ထပ်ပြစ်တင်စကားမဆိုတော့ပဲဟင်းကိုထမင်းအိုးများကိုအလဲတွင်ချပြီးတော့အားရပွားရထမင်းစားလိုက်ကြပါတော့တယ်မောင်မိုးဒီတို့ထမင်းစားတော့ပြီးတော့ခဏအနားယူနေလေပါလေ။တာအိဒီအိုးခွက်များကိုစီကသူ့နေရာနဲ့သူပြန်ထားလိုက်ပြီးနောက်ငုံတုတ်ထိုင်နေသောမောင်မိုးတင်ကိုကြည့်ကဟေးလူတွေနွားသွားဆွဲတော့လေခဏနေပြန်ကြရအောင်နောက်ကျနေဦးမယ်။အိုးခွက်ကများကိုထက်နေတော့တာအိအားပေတူးရီမောင်မိုးတင်ကခေါင်းထောင်ကြည့်လိုက်ကမင်းကသာနွားသွားဆွဲခိုင်းနေနွားတွေကပြဘယ်ရောက်နေလဲမသိဘူး။ထမင်းမစားရင်လည်းကပြောက်နေတာဘာကွာအဲ့ဒီချိန်လေးကတွေ့ပြီးတင်နေတာအဲ့ဒါကိုတော့မင်းတို့ကအေးအေးဆေးဆေးနေနိုင်သေးတယ်ခွေးတယ်မှာပဲဟိုလိုလူတွေကလည်းအသက်သာကြီးတာဘာမှတွေးတော့တာမဟုတ်ဘူးလိုက်ရှာကြတော့လေတာရီဒီအိုးခွက်များသိနေရင်ဒေါသထွက်ကစူပူနေပါတယ်ကျန်သူများလည်းသူတို့အမားနေသူတို့မို့ညင်နေကလွယ်အိမ်များကိုလွယ်ပြီးတော့နွားရှာဖို့တော့ထပ်ဖွင့်လိုက်ရပါတော့မောင်ဘိုးတနေပေတူသည်နွားအောင်တော်များပြုတ်ပြီးတော့နွားရှာနေလေရာဘိုးတနေသားရသည်သူတို့အားမျက်လုံးဆွေကြည့်ကဟေးကောင်ပြောက်နေတာနမမဟုတ်ဘူးကွာနှစ်သိုးလေးကွာအော်ရင်လာရင်လာမှာပေါ့ဗျာပေတူအော်တာနမအတန်ပေါ့တယ်ဗျာပေတူသည်မောင်ဘိုးဒီရဲ့စကားကြောင့်မကြည်မနှက်ကြည့်ကမင်းမေကြီးတော့နမအတန်လားမင်းကလေတူလို့တူတယ်ပြောတာကဲကဲလိုက်ရှာကွာထို့နောက်မောင်ဘိုးထင်တို့သည်နွားများကိုလိုက်ရှာရာနေတော်တော်ဆောင်းသွားပြီဖြစ်ပါတယ်ဒါပေမဲ့နွားနိုင်ကောင်ရဲ့အရေးရောင်ကိုများမတွေ့ရပြီထို့နောက်အောက်ပေါင်းများရှင်းနေပြီးတော့ကျိုးပင်နဲ့တက်ရပင်များရှင်းလင်းစွာပေါက်နေတော့တောင်ကုန်းလေးအနားရောက်လာပါတယ်သူတို့တွေတောင်ကုန်းလေးပေါ်တက်ပြီးတော့နွားအားလိုက်ရှာနေစဉ်သူတို့ရဲ့အနောက်မှနေ၍အတန်တန်ထွက်လာရာအနောက်ကိုပြန်ပြီးတော့လက်ကြည့်လိုက်ကြပါတယ်ကောင်လေးတွေဟေးကောင်လေးတွေကျိုးတို့ကိုခေါ်နေရလားဟုတ်တယ်လေမင်းတို့ကိုခေါ်နေရဘာဖြစ်လို့ခေါ်ရလဲဗျခမည်းကဘာတူလဲမင်းတို့နွားပြောက်နေရမဟုတ်လားငါမင်းတို့နွားကိုတွေ့ထားတယ်အရာမှာမောင်ဘိုးထီတို့လောက်သာရှိပြီးတော့အသက်ကြီးနေတာပုံစံရှိပြီးတော့ခါကုန်းကုန်းနဲ့လူအားတွေ့လိုက်၍စကားပြောနေခြင်းဖြစ်ပါတယ်ကျွန်တော်မောင်ဘိုးတင်သည်ဖိုးထွေးနဲ့တာရအနာသွားကအတန်တူတို့ပြေကိုဘိုးတွေတပန်းမို့ရွာသူကြီးပြောတယ်လူသားစားတဲ့လူတွေလားမသိဘူးနော်ဟာဘိုးတင်ဒါတော့ခွေးပြတဲ့ဒုတ်လောက်လေးကလူသားစားလူဖြစ်မလားမင်းကလည်းဒီအုံတော်လေးနဲ့စဉ်းစားစမ်းပါဟုတ်ပါဘိုးထင်ရမင်းကလေအဲ့လူရုပ်လေးကြည့်စမ်းပါဦးချစ်စရာလေးမင်းတို့ရလောက်လေးပဲရှိတာတစ်ချက်တို့မကနှစ်ချက်တို့မရှိပါကွာငါတို့ကိုဘယ်လိုလုပ်ပြီးတော့ဒုက္ခပေးနိုင်မှာလဲအဲ့ဒါဆိုရင်လည်းပြီးရောဗျာခင်ဗျားတို့သဘောချုံတော့သားရသည်လူမှုခါကောင်လေးကတေချာကြည့်ကအေးကြီးလေးနွားတွေ့ထားရင်လိုက်ပြကွာငါအသက်က60ရှိပြီကွာလာလိုက်ခဲ့လူမှုခါကုန်ကြီးသည်မောင်ဘိုးထင်တို့ကိုကြောခိုင်းကချွတ်သွားအောင်မောင်ဘိုးထင်တို့လည်းလိုက်သွားလိုက်ကြပါတယ်။ထို့နောက်ခြုံများနှွယ်များကိုတိုးဝင်သွားတော့လူမှုခါကုန်လေးနောက်သို့မောင်ဘိုးထင်တို့ခက်ခဲစွာလိုက်ခဲ့ပြီးနောက်လဲလန်းတက်လန်းပေါ်သို့ရောက်ရှိလာပါတယ်။လူမှုခါကုန်လေးသည်မောင်ဘိုးထင်တို့ကိုရိုက်ပြီးစောင့်နေပြီးတော့လက်ရက်ခေါ်ကပါဇက်မှလေ။ကောင်းလေးတွေမြင်လားအချိန်ကလည်းသိမရှိတော့ဘူး။မင်းတို့ဒီညတော့ငါ့အိမ်မှာအိပ်ရမယ်ထင်တယ်။စင်ပြေတယ်လို့တော့လုပ်ရမှာပဲ။ကျို့တို့မှလဲပါသေးရဲ့
လဲမှာလူတယောက်စောက်ခိုင်းထားခဲ့တာအဲ့ဒါသူတယောက်တည်းတော့ထားခဲ့လို့အဆင်မပြေဘူးမင်းတို့လဲထားတဲ့နေရာကိုငါသိပါတယ်ကွာနွားတွေဆွဲပြီးတော့လဲပြန်ကောင်းအောင်ငါတဲမှာနားကြပါညကြီးမင်းကြီးခီးမသွားစေချင်ဘူးမောင်ဘိုးထင်တို့သည်လူမှုခါကုံလေးကတေချာကြည့်လိုက်ပါတယ်လူမှုခါကုံလေးသည်စိုးသွမ်းသည့်ပုံတော့မပေါ်ကြထို့အတွက်မောင်ဘိုးထင်တို့သည်စိတ်ချလက်ချလိုက်သွားပါတော့တယ်တနင်္လာနေ့နောက်ထပ်လမ်းလျှောက်လိုက်ရခြင်းတွင်တော့တစ်တုံများကိုခြံစည်းကိုခါရသောအိမ်လေးကိုကျူလိုက်ရပါတယ်အိမ်ထဲတွင်တော့တာရ၏နွားနှကောင်အားခြံစည်းကိုငုတ်တိုင်တွင်ခြိထားပြီးထို့နောက်လူမှုခါကုံလေးသည်နွားနှကောင်ကိုလက်ညှိုးထိုးပြကောင်းလေးတို့အဲ့ဒါမင်းတို့နွားလားဟုတ်တယ်ဗျအဲ့ဒါဆိုရင်မင်းတို့ထဲကတယောက်နွားတွေကိုသွားဆွဲပြီးတော့ငါနဲ့လိုက်ခဲ့ကျန်တဲ့သူတွေကိုငါမြင်မလေးအခန့်ထားလိုက်မယ်ဟေးဝင်းကောင်လာခဲ့အောင်ဒီမှာဧည့်သည်တွေကိုအခန့်ထားလိုက်စမ်းပါလူမှုခါကုံနေသည်တေလုံးများကိုကာယံထားသည်တေလုံးအိမ်ထဲကိုအော်ခေါ်လိုက်အောင်အတန်ဆုံးသည်နှင့်တေလုံးအိမ်ထဲမှာကောင်းမလေးတယောက်ထွက်လာလေပါတယ်ထိုကောင်းမလေးသည်လည်းစလုံးကိုထုံးလာပြီးတော့ပုတ်သေးလေးနှင့်ခါကုံကုံလေးဖြစ်ပါတယ်ဝင်းကောင်အမည်ရသောလူမှုခါကုံကောင်းမလေးသည်မောင်ဘိုးတင်တို့ကိုရဲပြပြီးတော့သူ၏အဖိုးဖြစ်သူလူမှုခါကုံအားစကားဆိုလေပါတယ်အဘိုးခုတ်တက်ကဘာဖြစ်လို့လဲအဘိုးဒီကကောင်လေးနဲ့သူတို့ရဲ့လဲကိုသွားယူလိုက်အောင်မယ်ညီမလေးကကြမ်းတဲ့ကောင်လေးတွေကိုဂယူးဆိုင်လိုက်ပါကွယ်စိတ်ကြပါဘိုးရဲ့မိကဧည့်သည်တွေကိုကောင်းကောင်းမွန်မွန်ဂယူးဆိုင်ထားပါမယ်ခုတ်တက်ကလည်းသူ့၏မိမဝန်ကအားတေချာမာကြပြီးတော့တာရနဲ့အတူနွားနှကောင်ကိုဆွဲလို့ထွက်သွားပါလေပါတယ်ထို့နောက်မောင်ဝန်းတင်တို့ကိုလည်းမဝင်ကလေးသည်တစ်လုံးအိမ်လေးပေါ်သို့ခေါ်ဆောင်ပြီးတော့ယူနေကြများနဲ့ဧည့်ခံနေလေပါတယ်ယူနေရဲ့ပကံလုံးလေးသည်အတော်ကိုတေးအောင်ဖိုးထွေးသည်လက်ညှိုးနဲ့လက်မာလေးပြေကင်ပြီးတော့တောက်လိုက်ကမဝင်ကကိုကြည့်ကစကားဆိုလေပါတယ်အမလားညီမလားတော့မသိဘူးကျမကအသက်25ပါဗျာအဲ့လောက်တော့ရှိပြီလားတေးသေးလေးနော်ဖိုးထွေးမှာထိုးထိုးပြောလိုက်မိတော့အခါမောင်ဘိုးထင်သည်ဖိုးထွေးခါကိုတထောင်နဲ့တွတ်လိုက်ပြီးတော့အတန်ခတ်အောင်နေခမ ्या ကလေသူများရဲ့ဖြစ်တည်မှုကိုကဲ့ရဲ့နေပြန်ပြီဗျာတိတိနေအသက်သာကြီးတာဓာတ်ကကြီးမလာဘူးမောင်ဘိုးတင်စကားကြောင့်ဖိုးထွေးသည်အောင်တဲ့ဖြစ်နေပါတယ်ပုံစံနဲ့မြည်သည့်စကားမှမဖြစ်တော့ပေထို့ကမဝင်ကသည်သူ့မကြောင့်စကားများနေသည်ကိုတတိထားမိရမည်ရပါတယ်ဘာမှမဖြစ်ပါဘူးဧည့်သည်တို့ရဲ့ကျမရဲ့ဖြစ်တည်မှုကဒီလိုဆိုတာကိုလက်ခံထားပါတယ်ဒါနဲ့ခုနကအမရဲ့အဖိုးကအမတဲ့အရက်ပိုးရှိတယ်နော်သူကကျမတို့ရွာမှာအရှိစီရင်ဝင်လေရွာသားတွေကကျမအဖိုးကိုကလန်ကလားခုတ်တလို့ခေါ်ကြတယ်တခြားခုတ်တတွေကရွာထဲမှာရှိသေးတာကိုရွာကရှိသေးတာလားဘယ်မှာလဲဗျဒီကနေတနိုင်လောက်သွားရင်ရွာရောက်ပါတယ်ရွာတွေကလူတွေကအကုန်လုံးခါကုန်းတွေကြီးပဲလားဟုတ်တယ်လေဘာဖြစ်လို့လဲဧည့်သည်တို့ဘာမှမဖြစ်ပါဘူးမောင်ဘိုးတင်တို့အနှဲငယ်လှမ်းစပြူလာပြီးဖြစ်ပါတယ်သူ့ပေမဲ့မျက်နှာကိုလူလာတဲ့ပုံမပြတ်အောင်တော့တတိထားနေရပါတယ်ဧည့်သည်တွေကိုကြည့်ရတာကျမတို့ကိုတမျိုးထင်နေပြီထင်တယ်ဘဝဘေးကုသိုလ်ရကျမတို့ကဒီလိုလူစင်မမေးတဲ့ကိုခန္ဓာလေးတွေကိုပိုင်ဆိုင်ရတာကျမတို့အတွက်လည်းခက်ခဲပါတယ်အေးစစ်စစ်နားကြပါကျမအိမ်ရောက်မှထင်းတွေကိုသွားဖြတ်လိုက်အောင်မယ်မဝင်ကလေးသည်အိမ်ပေါ်မှာမျက်နှာမကောင်းစွာဖြင့်ဆင်းသွားရာမောင်ဘိုးထင်တော့လေစိတ်မကောင်းဖြစ်သွားမိပါတယ်ထို့နောက်ဖိုးထွေးသည်မတထရလိုက်ပြီးတော့အိမ်လေးပေါ်မှာဆင်းလိုက်ပါတယ်အိမ်ဝင်ပေါက်လေးသည်ဖိုးထွေးနရွက်မြသာရှိရာခေါင်းငုံပြီးတော့ဆင်းလိုက်ရပါတယ်ဖိုးထွေးအိမ်လေးပေါ်မှာဆင်းလိုက်တဲ့နေ့မောင်ဘိုးထင်နဲ့ပေကျူးသည်လေအိမ်လေးပေါ်မှာလိုက်ပါဆင်းလိုက်ပြီးတော့အရွယ်နှင့်မမျှသောဓာတ်ကိုမရမကခက်ခဲထင်းပြနေသောမဝင်ကလေးဟာတနာကျင်နာစိတ်ရှိသောမောင်ဘိုးထင်တို့သည်သူမထင်းပြနေသည့်အနာသို့သွားကအမကျုပ်တို့ကူဖြတ်ပေးပါစေဒီထင်းတွေကိုဘယ်နှထားမှာလဲမဟုတ်တာဧည့်သည်တွေရဲ့အေးအေးစစ်စစ်နေပါကျမကလုံနေကြပါဘာမှမခဲရင်မအောင်ဗျာဖိုးထွေးသည်မဝင်ကလက်ထဲကဓာတ်ကိုယူကာသူဖြတ်ထားသည့်ထင်းချောင်းလေးအတူအတိုင်းဖြတ်ပေးလိုက်ပါတယ်မောင်ဘိုးဒီနေ့ပေကျူးသည်လည်းထိုထင်းလေးများကိုတဲကအမထားမယ့်နေရာကိုပြပါကျွန်တော်တို့တဲပေးပြစီအာနာစရာတွေတော့ဖြစ်ကုန်ပါပြီဧည့်သည်လေးတို့ရဲ့ရပါတယ်မရဲ့ထို့နောက်မဝင်ကလည်းသည်သူ၏ပုတည်သည်ခါကုန်းကုန်းလေးနှင့်ရှင်းမလမ်းလျှောက်ပြီးတော့ထင်းများထားမိအိမ်အောင်သို့ပြလိုက်ပါတယ်မောင်ဘိုးထင်တို့သည်လည်းထင်းများကိုတဲပြီးတော့မဝင်ကပြတ်သောနေရာတွင်ထင်းများကိုစီးပြီးတော့နောက်တစ်ခေါက်သွားတဲနေပါတယ်ထင်းမြန်တဲသောသည့်မောင်ဘိုးတင်နှင့်ပေတူ၏ကြောပြင်ကိုကြည့်က
မဝင်ကသည်တက်ပြင်းကိုမသိမသာချလိုက်ပြီးတော့စိတ်မကောင်းသည့်ဟန်ကပေါ်လို့လာပါတော့တယ်။ညနေတော်ဆောင်းသည့်အချိန်တွင်ခုတ်တာကတစ်လုံးအိမ်လေးစီသို့ပေါင်းမိုးလဲစီတကြီးဆက်ရောက်လာပါတယ်။ထိုပေါင်းမိုးလဲလေးကိုမောင်းလာသူမှာတာရဖြစ်ပြီးတော့လဲနောက်ရှိတင်ထားသောစံအိမ်များပေါ်တွင်တော့ခုတ်တာကတာအိမ်နှင့်ပြုံးရည်ပြီးတော့စကားပြောနေပါတယ်။ခုတ်တာကတာအိယာအတော်သဘောကျနေပါတယ်။တာအိကိုတင်မို့ပါတာရကိုလည်းခင်မင်နေပါတယ်။သူသဘောကျသည့်အကြောင်းကလည်းရှိပါသေးတယ်။တာရနဲ့သူလည်းရှိရသောနွားနှကောင်ကိုဆွဲပြီးတော့လဲလာကောက်ရသည်လဲကောက်ပြီးတော့ကသူနှင့်တာအိသည်လဲနောက်မှစံအိမ်များပေါ်တက်ထိုင်ရပါတယ်။စံအိမ်များနှင့်စီဘုံးတချို့ကိုမြင်တော့အခါခုတ်တာကလဲမောင်းနေတော့တာရအားစကားဆိုပြီးတော့မေးမြန်းလိုက်ပါတယ်။ကောင်းလေဒါစံအိမ်တူလားဟုတ်တယ်ဗျခုတ်တာသည်ထိုးမြတ်သောစကားကိုသာဆိုပြီးတော့စံအိမ်များကိုလက်နှင့်ပုတ်နေလေပါတယ်။ထိုကသူ့ဘေးတွင်ရှိနေသောတာအိမ်မှာသူ့အားကြည့်ကလိုချင်လို့လားလိုချင်ယူလိုက်ဗျာပြီးမှကျုံငွေပြန်ဆိုင်ပေးလိုက်ပါမယ်ခုတ်တာသည်တာအိစကားကိုကြားတော့ခါတာအိကမယုံကြည်နိုင်ဟန်ကြည့်နေပြီးတော့စကားဆိုလိုက်ပါတယ်ကောင်းလေမင်းရဘာလို့ငါ့ကိုဆန်တွေကိုချက်ချင်းပြီးနေရလဲကွာကျုပ်ခမရကိုဘလို့ခေါ်မှမသိဘူးဗျာငါနာမည်ကခုတ်တာကွာဦးခုတ်တကလို့ခေါ်ဖို့ကွာကျုပ်ကဦးခုတ်တကမှမဟုတ်ဘူးအစင်မပြေဘူးလို့ထင်တဲ့သူတိုင်းကိုပြီးချင်းကမ်းကျင်တာဗျာအဲ့ဒါဆိုရင်မင်းကငါ့ကိုအစင်မပြေဘူးလို့ထင်နေတာပေါ့အေးပေါ့ဗျာအခုခုတ်တကကအရက်ကလည်းပုတ်သေးပြီးတော့အလုပ်တွေမတရားလုပ်ရလို့ခါးကုန်းနေတာမဟုတ်ဘူးလားမဟုတ်ပါဘူးကွာငါတို့ကဒီတိုင်းခါးကုန်းနေကြီးပဲတာရီသည်ခုတ်တကစကားကြောင်အနောက်ကိုဆုတ်လိုက်ပြီးတော့ထိုင်လိုက်ကအဲ့ဒါဆိုရင်တပန်းမိုးရသူကြီးပြောတဲ့လူသားစားတဲ့ခက်ကုန်းနေဆိုတာခမရတို့လားမင်းဘာဝင်ပြောနေတာလဲငါပုံစံကလူတယောက်ကိုစားမဲ့ပုံစံပေါ်နေလို့လားအဲ့လိုတော့မပေါ်ဘူးဗျာအေးအဲ့ဒါဆိုရင်ကြောက်မနေနဲ့ကြောက်ချင်းကြောင့်ငါမင်းတို့ကိုကြောက်ပါကွာငါကမင်းရတော့ပဲရှိတာခါကကုန်းနေသေးတယ်မင်းတို့တယောက်ငါ့ကိုနှိမ့်ဆက်ရင်တော့ငါခမ်းမဲ့သူပါကွာခုတ်တက်ကပြောမှတာရင်သူ့ဖြစ်ကိုသူတွေးပြီးတော့ရေးလိုက်မိပါတယ်သူစိတ်ထဲတွင်လည်းတဲလောက်ပူတဲ့ခါကုန်းလူကိုသူတို့မနိုင်စရာဘာမှအကြောင်းမှမရှိဘူးယုံကြည်လိုက်ကခုတ်တက်ကလည်းအတူတူရီရီမောမောစကားများဆိုပြီးတော့လဲအားယခုတစ်လုံးအိမ်လေးစီတို့မောင်းလာခြင်းဖြစ်ပါလေတော့သည်တစ်လုံးအိမ်လေးတဲ့တော့အင်ရှင်များဖြစ်သောခုတ်တက်ကလည်းမဝင်ကားတို့သည်ထမင်းချက်ပြီးတော့ဧခံမြပြရမောင်မိုးတင်တို့ဓာတ်ထားလိုက်ပြီးတော့သူတို့တိုင်းသူတို့ထမင်းဟင်းများချက်ကလဲပေါ်မှာဆန်တဲ့အိမ်လေးစီတဘုံကိုခုတ်တက်ကတစ်လုံးအိမ်လေးပေါ်သို့ခုတ်တက်ကဓာတ်နေကြမှာတာရနေဖို့တွေတင်ပေးလိုက်ပါတယ်ကောင်းလေးတွေငါတို့ကမလိုပါဘူးကွာမင်းတို့ဆန်တဲ့စီတွေကိုပြန်ယူသွားပါမဟုတ်တာဦးခုတ်တကရေဒီကြောကြီးထဲမှာတခြားကြောင်တွေကိုသွားပြီးတော့ဈေးဝယ်ရင်နေ့တစ်ဝက်လောက်သွားမှာပဲယူထားပါဗျာကျုပ်တို့စေတနာကိုနားလည်ရင်ပြန်ယူဖို့မပြောနဲ့တော့ဗျာမင်းတို့ကတော့ကွာငေါ့အနေခက်အောင်လုပ်နေပါပြီရပါတယ်ဗျာကျုပ်တို့ကဦးခုတ်တကရဲ့အိမ်မှာတဲခွင်ပြုတ်တာကိုကျုပ်တို့ကဝမ်းသာနေတာပါခုတ်တကနဲ့မဝင်ကသည်မောင်ဘိုးဒီတို့၏ဟန်ဆောင်မှုမရှိသောမျက်နှာများကိုကြည့်ကစိတ်မကောင်းဖြစ်နေပါတယ်သူတို့မြေဖိုးနှစ်ယောက်တည်းလေတယောက်မျက်နှာတယောက်ခဏခဏကြည့်ရင်တာအေးချက်ပြုတ်သောထမင်းနဲ့ဟင်းကိုမောင်ဘိုးဒီတို့မှအတူတူစားဖို့ပူဇော်၍စိတ်မပါလက်မပါစားလိုက်ကြပါတယ်နေသည်လဲဝင်ပြီးမို့ရင်းနှစီမိခွက်များတစ်လုံးအိမ်လေးပေါ်မှာထိုးညှိလိုက်ကြပြီးတော့မောင်ဘိုးထင်တို့အိမ်ရမြင်နေရအောင်ခုတ်တကမှပြလိုက်ပါတယ်ထို့နောက်ရင်တွင်းချမ်းနေအမိကောင်းကောင်းကိုမဝင်ကမှတဲခင်းပေးလိုက်ပြီးတော့အာလဘာတလဘာစကားများပြောနေချိန်ခုတ်တကသည်အိမ်ပေါ်မှာဆင်းသွားလိုက်ပါတယ်မကြသောချိန်တွင်မဝင်ကသည်လည်းမောင်ဘိုးထင်တို့အားကောင်းကောင်းအနားယူပါဟုပြောကအိမ်ပေါ်မှာဆင်းသွားလိုက်ပါတယ်သူမဆင်းသွားပြီးတော့တိတ်မကြခင်မောင်ဘိုးထင်တို့မျက်လုံးများမေးဆင်းလာပြီးတော့အိမ်ပျော်ရည်သွားပါလေတော့တယ်တစ်လုံးအိမ်လေးအပြင်တွင်ခုတ်တကနဲ့မဝင်ကတော့မြေးဖိုးရက်နေပါတယ်လက်ရောက်အောက်တွင်တော့ခုတ်တက၏လက်ထက်တွင်မထွေးရသေးသောမီးတို့တစ်ခုကိုကင်ထားပါတယ်အိမ်ပေါ်မှာရှိသောမောင်ဘိုးတင်တို့သည်မဝင်က၏ယူနှင်းချမ်းနှင့်အမီးကိုရေုံကြီးကြီးတောက်စားမိရမှာယခုဆိုရင်အိပ်ပျော်နေကြပြီဖြစ်ပါတယ်ထို့သောအိပ်ပျော်စင်းရန်လဲမဝင်ကသူမရဲ့ဖိုးဖြစ်သူမှအိတ်ဆေးခတ်ခိုင်ထားခြင်းဖြစ်ပါတယ်သူမသည်လက်ရောက်အောက်တွင်မြင်တွေ့နေရသောသူမရဲ့အဖိုးဖြစ်သူကိုကြည့်ကအတန်ကျိုးတို့နှင့်စကားဆိုလေပါတယ်အဖိုးတကယ်ပဲဒီကောင်လေးတွေကိုရွာသားတွေလက်ထက်ကိုထက်လိုက်တော့မှာလားမီးတို့ဒီကောင်လေးတွေကိုလွတ်ပေးလိုက်ကြရအောင်လေသူတို့ကမီးတို့အပေါ်မှာဘလောက်ယုံကြည်ပြီးတော့စေတနာဘလောက်ကောင်းနေဆိုတာအဖိုးလည်းသိတယ်အဖိုးသိတယ်မီးလေးဒါပေမဲ့အဖိုးတို့ကဒီကောင်လေးတွေကိုမိထားလဲနဲ့မပေးဘူးဆိုရင်အဖိုးတို့ကိုရွာသားတွေဒုက္ခပြီးတော့မှာလေဒီကောင်လေးတွေဒီကဖြတ်လာရင်အဖိုးကိုအယုံသွင်းပြီးတော့ဖမ်းထားပေးဖို့ရွာလူကြီးကပြောပြီးသားလေမီးလေးရဲ့အဲ့ဒါဆိုရင်ဒီကောင်လေးတွေကိုရွာသားတွေကစားကြတော့မှာပေါ့
မြေးကတော့မစားရဘူးအဖိုးရဲ့အဖိုးလည်းမတက်တာလို့လောက်ရတာပါအဖိုးလည်းဒီဘဝကြီးမှာမနေချင်တော့ဘူးအဲ့လိုပဲအဖိုးတို့ရွာသားတွေလည်းဒီဘဝကြီးမှာနေချင်မှာမဟုတ်ပါဘူးခုတကသည်မိတို့ကိုမင်းကြီးလိုက်ပါတယ်မကြသောအချိန်တွင်မိတို့များနှင့်အတူဒုံဒါလန်ဒန်ဒူလေအစရှိသည့်လက်နက်များကိုကန်ဆောင်ထားသောလူမှုခက်ကုန်းလေးများရောက်လာကခုတက၏တစ်လုံးအိမ်ပေါ်မှာအိပ်ပျော်နေသောမောင်မိုးတင်တို့၅ဦးဟာအိမ်နေချင်းကျိုးများဖြင့်တုတ်လိုက်ကြပြီးတော့ရေဖြစ်မျက်နှာကိုလောင်းပြီးတော့နိုးလိုက်ကြပါတယ်ရုတ်တရက်လူမှုခါကုန်းလေးများ၏လောက်ရကြောင်းနိုးလာပြီးတော့ကြောက်လန့်ကအော်ဟစ်နေသောမောင်မိုးတင်တို့ဟာလူမှုခကုံးလေးများသည်ခုနက၏အိမ်လေးပေါ်မှငောက်ငန်၍ခေါ်သွားကြလေပါတော့တယ်။မောင်မိုးတင်တို့သည်လူမှုခကုံးလေးများခေါ်ရနောက်သို့လိုက်ပါရန်အိမ်အောက်ကဆင်းလာစဉ်ခုနကနှင့်ဝင်ကတွေ့ရာနာကျသောမျက်ဝန်းများပြည့်ကြည့်ရင်မြည်သည့်စကားမှမပြောဘဲလက်မှုခကုံးများအတင်းကျခေါ်ရနောက်သို့လိုက်ပါသွားရလေပါတော့တယ်။ခုနကနှင့်မောင်ဝင်ကတော့လေသူတို့၏အိမ်လေးပေါ်သို့တက်လိုက်ပြီးတော့တယောက်ကိုတယောက်မြည်သည့်စကားမှမပြောဘဲဖိုးထင်းနှင့်သားရကိုထမ်းပြီးတော့သူတို့အိမ်လေးပေါ်တင်ပေးခဲ့သောဆိုင်းအင်းနှင့်စီမောအားငင်းကြည့်ရသောနေလေပါတော့တယ်။မောင်ဘိုးထင်တို့သည်ခုနက၏အိမ်မှနေ၍လူမှုကကုံလေးများဖမ်းခေါ်လာရာနိုင်တနိုင်မြလမ်းလျှောက်ခြင်းတွင်တေလုံးများဖြင့်တီဆောက်လာသောရွာလေးတရွာသို့ရောက်လာကြပါသည်။ထို့နောက်အတော်တန်ကျန်ဝန်းသောအိမ်ဝိုင်းကြီးသို့သူတို့အားခေါ်သွားပြီးအိမ်ဝိုင်းကြီးထဲ၌ရှိသောအိမ်ကြီးတစ်လုံးရှိတွင်ရပ်လိုက်ကြပါသည်။မကြသောအချိန်တွင်တော့အိမ်ကြီးရှိသို့လူမှုကကုံကြီးတစ်ယောက်ရောက်လာပါသည်။ထိုလူကြီးသည်မောင်ဘိုးထင်တို့ရဲ့အရက်ရှိပြီးတော့ဖိုးထွင်းနှင့်သားရကိုလည်းမမေ့ပြီ။သားရသည်ထိုလူကြီးကိုတေချာကြည့်ကသူ၏ဘေးတွင်ရှိသောမောင်ဘိုးတင်အားစကားကြိုးလို့ဆိုလိုက်ပါသည်ဘိုးတင်တို့တဖန်ဖုံးရွာသွားတော့ကလဲရှိမှရက်နေတဲ့လူကြီးကအေးလူကြီးပဲကွာငါတေချာမမိရဲ့ဟုတ်လားကျို့တို့ဒီတခါတော့တေပြီးတင်နေရိုးရိုးတေတာမဟုတ်ဘူးကွာအစားခံရမှာခမားကိုပြောတာပဲဟိုမြည်ဖို့ကိုလူသားစားတဲ့ခကုံးနေတာမသိဘူးလို့သိမလားကွာတလောက်များလိုက်မယ်လို့ထင်မှမထင်တာမောင်ဘိုးထင်တော့တူတူနေစကားပြောနေကြစဉ်သူတို့ကဖမ်းခေါ်လာသောလူမှုကကုံးလေးများသည်တာရတွေ့ဖို့သောခကုံးကြီးကဥညွန့်လိုက်ပြီးတော့ရွာလူကြီးဥက္ကဋ္ဌကိုဖမ်းခိုင်းထားတဲ့ကောင်လေးတွေကိုကျွန်တော်တို့ခေါ်လာခဲ့ပါပြီအေး9ယောက်ဆိုတော့ဟန်ကြတာပဲငါတို့တွေလူသားစားရကလည်းနီးလာပြီပြီးတော့နောက်နေ့စာအတွက်လည်းလူရှာစရာမလိုဘူးပေါ့ကျုပ်သဘောပြောရရင်ကလေး3ယောက်ကိုတခါတည်းစားစေခြင်းနဲ့အာရမကျုပ်တို့ရွာသားတွေပြည့်ပြည့်ဝဝစားရမှာအေးကောင်းပါတယ်မဆလာကြိတ်ခိုင်းထားကြအောင်ပြီးတော့နနွေးမုံလည်းလောက်ခိုင်းထားအောင်ငရုတ်သီးကြောင်းလေးတွေလည်းခုတကထက်ချင်မယ်လို့ငရုတ်သီးမစားတဲ့သူတွေအတွက်မဆတာခတ်ပေးထားမှာမို့ငရုတ်သီးမစားရင်လူစင်းကောက်ထားအောင်ကြားလားဟုတ်ကဲ့ရွာလူကြီးရွာသားတွေကပြောနေကြပါတယ်အခုတကစီပြန်လေးချက်ကြွေပါတယ်ခင်ဗျအရေတော့ကြီးမစားချင်တော့ဘူးတဲ့အဲ့ဒါကအိုးတကြီးလွတ်ပါလိမ့်မယ်မောင်ဘိုးထင်တို့သည်တယောက်ကိုတယောက်မျက်လုံးများပြူကကြည့်နေကြပါတယ်တားအိနေပေတူးဆိုရင်ရွာလူကြီးတွေသူတို့အဖမ်းခေါ်လာတော့ကောင်းဆောင်လူပိုလေးနဲ့စကားများပြောကြပြီးတော့ဒူးများခွေကလဲကျသွားရင်သူတို့ဘေးတွင်ရှိသောလူပုကကုန်းလေးများသည်မလဲကျစဉ်အတွက်တွန်းပေးထားရပါတယ်ထို့နောက်ရွာသူကြီးသည်မောင်ဘိုးထင်တို့ကိုကြည့်ကဟဲ့ကောင်းလေးတွေမင်းတို့ငါတို့ရွာသားတွေကိုကူညီတယ်လို့သာသဘောထားအခုတော့မင်းတို့ကိုအချုပ်ခံထဲမှာအိတ်လိုက်ကြအောင်ထို့နောက်မောင်ဘိုးထင်တို့အားအင်ကြီးနောက်ကျောဘက်တွင်ရှိသောတစ်လုံးအချုပ်ခံထဲသို့ထည့်၍ထားလိုက်ကြပါတယ်မောင်ဘိုးထင်တို့သည်တစ်လုံးအချုပ်ထဲသို့ရောက်နေပြီဖြစ်ပါတယ်အချုပ်ထဲရောက်ပြီးမှလူမှုခကုံးလေးများသည်ဓာတဝင်းဝင်းလန်တရွရွနေမောင်ဘိုးတင်တို့ကိုမှခြိထားသောကျိုးများကိုဖြုတ်ပေးလိုက်ကအချုပ်ချထားပါတယ်ထို့ကြောင့်မောင်ဘိုးတင်တို့သည်အချုပ်တစ်လုံးတိုင်းများကိုမေးရင်ညှိတွားနေကြပါတယ်တို့ကတော့ဝတ်လဲပြီးထင်းနေကွာဘာလို့လဲသားကြီးငါတို့ကြက်ကလေးငှက်ကလေးတွေကိုကြော်တလက်ချက်တလက်လောက်လာတာအခုငါတို့ကိုအေးလူမှုလေးတွေကငါတို့လှုပ်တယ်လို့ပြန်လှုပ်တော့မယ်ကွာခုတည်းကငါတို့ကိုချက်ဖို့မဆလာတော့လှုပ်ထားတော့မယ်ဆိုပဲဘာနဲ့မေးကျုပ်ဖြစ်ကိုကြည့်ပါဦးဗျာတားရီပြောပြောဆိုဆိုရှိုက်ကြီးတငယ်ငိုရှိုက်နေလေပါလေပြေကျူးသေးတယ်မောင်ဘိုးထင်ပခိုးကုန်ပို့ကဘိုးတင်လှုပ်ပါဦးကွာငါတို့သေတော့မယ်ထင်တယ်ကြေပါဦးထို့သောအတန်ကြာငိုလိုက်စကားပြောလိုက်နေဖြစ်နေစဉ်အချုပ်ကနေကရုတ်တရက်ဖွင့်သွားပါတယ်ထို့နောက်အချုပ်ခန်းထဲသို့လူမှုခကုံးလေးဝင်လာပါတယ်ထိုလူမှုခကုံးလေးမှာခုတကဖြစ်ပြီးတော့မောင်ဘိုးထင်တို့ဟာချီရန်လက်ဟန်နဲ့သူ့နောက်ကိုလိုက်ဖို့ပြောရင်းနဲ့ရှေ့မှဦးဆောင်၍ရွာလေးအပြင်သို့ထွက်ပြေးသွားပါလေတော့တယ်ထို့နောက်သူ၏အိမ်သို့ရောက်သောအခါခုတကသည်မောင်ဘိုးထင်တို့အားစကားဆိုလေပါတယ်ကဲကောင်းလေးပြီပြန်တော့ကွာကျန်တဲ့ကိစ္စငါဘာငါရှင်းလိုက်မယ်ဟုတ်
တာရနဲ့ဖိုးတွေသည်လာရောက်အောင်တွင်နွားများစီသို့သွားပြီးတော့လဲကောက်မိဟန်ပြင်းနေစဉ်မောင်ဝင်ကမှအိမ်ပေါ်မှဆင်းလာပြီးတော့သူ့ရဲ့အဖိုးကိုပြောလိုက်တဲ့စကားကြောင့်လဲမကောက်သေးပဲရပ်နေလိုက်မိပါတယ်။မောင်ဝင်ကပြောသောစကားသည်ကအဖိုးကျမတို့လည်းပြေးမှရမှာလေအဖိုးထုတ်ပေးတယ်ဆိုတာသူတို့သိမှာပေါ့။တင်းရဲ့အဖိုးနဲ့မြေးကိုသူတို့တတ်ကြလိမ့်မယ်။မြေးတို့ဒီကလေးတွေနောက်ကိုတောင်းပန်ပြီးတော့လိုက်သွားရအောင်။အဖိုးတို့ဘလို့လို့လိုက်လို့ရမလဲ။ရွှေတကြီးတိုင်းလည်းအသက်ခံလိုက်တော့မယ်ဒီကျိန်စာကြီးမိနေတာတဲ့ဆိုင်တေရာကမှကောင်းမယ်မြည်ရဲ့ကျိန်စာဟုပြောသောစကားကြောင့်မောင်ဘုံဒီသည်ခုရကအမေးမြန်းလိုက်လေပါတယ်ဦးခုရကအစောကကျိန်စာလို့ပြောလိုက်သလားလို့ဘသူတွေကကျိန်စာမိနေတာလဲငါတို့ရွာသားတွေအကုန်လုံးပေါ့ကွာဘလို့ကျိန်စာလဲဗျာငါတို့ကအမှန်ဆိုရင်ခါလဲမကုန်ဘူးပုလည်းမပုပါဘူးငါတို့ကိုတဖန်းမိုးရွာကရွာတကြီးကကျိန်စာတိုက်သွားလို့ဒီလိုဖြစ်နေတာငါတို့ကိုတနည်းပြစ်လို့မှလူသားတစ်ခါမစားရင်အရာတွေပူပြီးတော့ခါးတွေကုန်းအောင်ကျိန်သာတိုက်သွားတာငါတို့လူသားမစားဘဲနေပါသေးတယ်အဲ့လိုနေလို့အခုငါတို့ဒီပုံတွေဖြစ်ကုန်တာငါမြင်လို့ဆိုရင်လူသားကိုမစားချင်လို့ညင်းနေတာအခုသူကငါတို့ထထောင်ပို့သေးနေရလေမောင်ဘိုးထင်တို့သည်ယခုမှလူမှုကကုံလေးများလူသားဘာကြောင့်စားသည်ဆိုတာကိုသိရှိသွား၍မောင်ဘိုးထင်သည်လက်ဖို့ကကုံလေးများ၏ကျိန်စာကိုပယ်ဖြတ်ပေးခြင်းစင်များတဖွာဖွာပေါ်လာရာကဲဦးခေါ်ရကကျုပ်တို့ခမရတို့မိနေတဲ့ကျင်းစာကိုပယ်ဖြတ်နိုင်အောင်ကြိုးစားပေးမယ်လို့ကျုပ်ကတိပေးပါတယ်လွယ်တော့မလွယ်ဘူးကောင်းလေးတပံမိုးရွက်သူကြီးကကြောက်စရာကောင်းနေရပါတယ်ဗျာကျုပ်တို့ကတပံမိုးရွက်ကိုပြန်သွားမယ်ခမရရွာသားတွေကိုတော့ဦးခရကရှင်းပြထားလိုက်ဗျာကျုပ်တို့ခမရတို့မိနေတဲ့ကျင်းစာကိုရအောင်ရှင်းမယ်မောင်ဘိုးထင်သည်ချိုးသူပြောလိုက်ပြီးတော့ကြံတော်သူရဲ့အပေါင်းများပါကိုကြည့်လိုက်ရာအားလုံးမှာလာရောက်အောင်တွင်ခေါင်းငိမ်ပြနေသည်ဖြစ်၍ခကုံးလူမှုလေးများ၏လူသားစားနေရသောကျင်းသားကိုပြည့်ပြည့်အောင်ပြုလုပ်ပေးဖို့အတွက်ပြင်ဆင်လိုက်ကြပါတော့တယ်။ဟုတ်ကဲ့ပါ။ဇက်လန်လေးကတော့ဒီမှာတင်ပဲပြီးဆုံးပြီပဲဖြစ်ပါတယ်ခင်ဗျာ။အဆုံးထိနာတော်တာဆင်အားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ။အားလုံးပဲနောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ။